Hello ခယူတောင်းကြိုက်တဲ့သူတွေရှိလားရှင်ခယူတောင်းအပြင်အိမ်မှာခယူကိုချက်စားကြော်စားလို့ရအောင်ခယူလေးကိုကင်ပြပေးပါမယ်ဒါကတော့ခယူပါခယူမှာအခုပြတဲ့နေရာလေးကတော့အစာအိမ်ပါအဲ့ဒါအညစ်အကြေးပါအဲ့ဒါလေးကိုညှက်ပြီးတော့ထုတ်ပါမယ်ညှက်ထုတ်လိုက်ရင်ဒါလေးကအညစ်အကြေးတွေပေါ့အဲ့ဒါလေးကိုညှက်ထုတ်လိုက်ပါမယ်ဒါဆိုရင်ခယူလေးကိုတန်ရှင်းလုပ်ပြီးပါပြီရှင်ခယူတပိတ်တာမှာဒါကတော့50သားလောက်ပဲရတာပါကျန်တာကတော့ပြည့်ရတာပေါ့နော်ကမ်းပြီးသွားပြီကမ်းပြီးသွားတဲ့ခယူလေးကိုစားနေပြီးတော့တန့်စင်ပါမယ်ရှင်နည်းနည်းတော့မြန်ထားတယ်နော်ခယူကင်တက်တဲ့သူတွေကတော့ကြော်သားပါမကင်တက်တဲ့လူတွေကိုပြပေးတာပါဒါဆိုရင်တော့ခယူကိုစားနေပြီးသွားပြီရေစီးပါမယ်ရှင်ခယူကိုရေ3ချိန်4ချိန်လောက်ရေကြည်လာတဲ့အထိဆေးပေးရပါမယ်အခုဆိုရင်ရေကြည်လာတဲ့အနေအထားကိုရောက်လာပါပြီဒါဆိုရင်စားနေစေတဲ့အဆင့်ပြီးသွားပါပြီနောက်တစ်ချိန်ထပ်ပြီးတော့ရှာလကိုင်းနဲ့စီးပါမယ်နည်းနည်းပြီးလို့ရှိရင်ရေ2ချိန်3ချိန်ထပ်စီးပါမယ်အခုဆိုရင်တန့်စင်တဲ့ခရီးကိုရပါပြီမိမိကြိုက်တဲ့တကလို့ကြော်စားချက်စားလို့ရပါပြီဘိုင်ဘိုင်